ဘုရားရှင်ဟာတပည့်တို့အလုံးကြားမှုတဲ့အတိုင်းပြိဋိဘံစံတော်မူမဲ့နှစ်ဝါဆိုလပြည့်နေ့သို့ရောက်ရှိတော်မူတဲ့အချိန်ခါမှာခါနာတဲ့ဝေဒနာဖြစ်ပေါ်လာခဲ့တယ်။ဒီဝေဒနာကတော့မရဏန္တိကဝေဒနာသိခြင်းနဲ့အဆုံးပိုင်းခြားရှိတဲ့ဝေဒနာဖြစ်ပါတယ်။ထိုဝေဒနာကိုဘုရားရှင်ကအရတ္တဖို့သမဘဝင်စားတော်မူလျက်ပဲခွာတော်မူခဲ့ပါတယ်။သို့တော့ဒီအရတ္တဖို့သမဘကိုဝင်စားတဲ့အပိုင်းမှာရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းဆိုတဲ့ဝိပဿနာရှုနည်းတို့ဖြင့်ဝိပဿနာဘာဝနာကမ္မထံစည်းပြန်တော်မူလျက်အရတ္တဖို့ဖလသမဘကိုဝင်စားတော်မူပါတယ်အရတ္တဖို့သမဘမှအထဤခန္ဓာတွေတဲ့ယောဂဝေဒနာသည်ဤနေ့မှနောင်ပြိဋိဘံစံတော်မူမိနေ့အထိမပေါ်ပါစေသတည်းဆိုပြီးဒိဋ္ဌံတော်မူပါတယ်ဒီလိုဒိဋ္ဌံတော်မူပြီးတော့ဒီဆင်းရဲဒုက္ခရောက်နေတဲ့ဒုက္ခဝေဒနာကိုပဲခွာတော်မူပါတယ်ဒီလိုကျင့်တဲ့ဖလသမဘတ်ကိုတော့အာယုသင်္ခါရဖလသမဘတ်ဘုရားရှင်ရဲ့တတ်တော်ကိုကဆုံလပြည့်နေ့အထိအရှိခိုင်ကန့်တည်တတ်အောင်ပြုပြင်ပေးတဲ့ဖလသမဘတ်လို့လည်းခေါ်တဲ့အာယုပါလကဖလသမဘတ်ကဆုံလပြည့်နေ့သို့တိုင်အောင်မိမိရဲ့အသက်တန်းကိုစောင့်ရှောက်ပေးနေတဲ့ဖလသမဘတ်လို့လည်းခေါ်ပါတယ်အဲ့ဒီသမဘတ်ကိုဝင်စားတော်မူပါတယ်ဒီတော့ဒီရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းတွေကိုဝိသုဒ္ဓိမေအထက်ကရာမှာပြည့်ပြည့်စုံစုံရှင်းလင်းပြီးတင်ပြထားပါတယ်အဲ့ဒီရှုွက်တွေထဲမှာအတိတ်နာကပိစုပ္ပအတိတ်ဆက်ဆက်မှဒီအနာကအထိဆုံးတဲ့အထိယုံနာဓမ္မသင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တည်ပြီးအကွက်စီအောင်ရှုပွားသုံးတတ်တဲ့ဤစနစ်တွေလည်းပါပါတယ်နော်ဒါလေးဘာကြောင့်ပြောနေရတယ်လဲဆိုတော့ဝိပဿနာဆိုတာကပိစုပန်တဲ့ပိစုပန်ပေါ်ရပေါ်ကိုသာရှုရတယ်ဆိုတဲ့စကားတွေကခက်မှလွမ်းမိုးနေတဲ့အတွက်ကြောင့်တပည့်တော်ဒီစကားကိုပြောခြင်းဖြစ်ပါတယ်ဒီရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းဆိုတာကဘုရားအလောင်းတော်သာရှုသည်မဟုတ်တပိသာဝကတွေလည်းရှုလို့ကရှုနိုင်တဲ့အကြောင်းရှုပုံနည်းစနစ်တွေကိုလည်းဝိသုဒ္ဓိမေအထက်ကရာမှာဖွင့်ဆိုထားပါတယ်နော်ဒီတော့အဲ့ဒီလိုရူပတတ္တကဝိပဿနာအရူပတတ္တကဝိပဿနာရှုနည်းဖြင့်ရှုခြင်းသည်သူကဘယ်လိုဥပမာလေးနဲ့ရေးထားလဲလို့မေးတော့ဧဝမေဝတတောဝဋ္ဌိတသဝိဟရဣတိဘဂဝတံတိဘတမဟာဘောဓိပလင်္ကေအဘိနဝဝိပဿနာပဋ္ဌပင်တော်ဝိယရူပတတ္တကအရူပတတ္တကိစ္စနိဂုံမနိစ္စတံကထဝါစသည်ဖြင့်ဒီလိုဖွင့်ထားတယ်ဘောဓိပင်ခြေပလင်ပွေတက်မှတပ္ပိညွတ်ဉာဏ်တော်မြတ်ကိုရဖို့ရကြိုးပမ်းစဉ်အချိန်ခါကရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းတွေကိုရှုပါသုံးသတ်တော်မူတဲ့ကဲ့သို့အလားတူပဲဘုရားအလောင်းတော်ဟာလဲပရိနိဗ္ဗာန်စံတော်မူမဲ့နှစ်မှတို့ခါနာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုပယ်ခါဖို့ရန်အတွက်မဟာဗောဓိပင်ခြေပလင်ပွေတက်၌ဘုရားဖြစ်ရန်ကျင့်စဉ်ကကျင့်ကြတော်မူတဲ့ရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းတို့ဖြင့်ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုစီးပြန်တော်မူလျက်အရတ္တဖို့သမဘတ်ကိုဝင်စားတော်မူပြီးတော့ထိုအရတ္တဖို့သမဘတ်မှအထဤခန္ဓာနေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာသည်ဤနေ့မှနောင်ပရိနိဗ္ဗာန်စံတော်မူမိကဆုံလပြည့်နေ့အထိမပေါ်ပေါက်ပါစေတည်းလို့ဒီလိုဒိဋ္ဌံတော်မူပါတယ်အဲ့ဒီလိုဖလသမဘတ်ကိုဘုရားရှင်သည်နေ့စဉ်ဝင်စားတော်မူပါတယ်နော်ဒီတော့ဆိုလိုတပည့်တော်လျောက်ထားခြင်းတာကတော့ရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းတွေကိုဘုရားအလောင်းတော်ဟာဘုရားဖြစ်ရန်ကျင့်ကြံကြုတ်ကိုပွားများအထုတ်တဲ့မူတဲ့အခါဘောဓိပင်ရှင်မြတ်သောပလင်ပွေထက်ပလင်ပွေထက်မှာမိုးတော့ရန်အချိန်ခါမှလည်းဒီရူပတတ္တကဝိပဿနာရှုနည်းအရူပတတ္တကဝိပဿနာရှုနည်းတွေကိုရှုတော်မူခဲ့တယ်ဆိုတာသိရပါတယ်နော်အထာရတမဟာဝိပဿနာခေါ်တဲ့ဝိပဿနာရှုနည်း78မျိုးဆိုတာလည်းရှိပါတယ်အဲ့ဒီရှုွက်တွေကိုလည်းဘုရားအလောင်းတော်ကရှုခဲ့တယ်ဒါတင်လားဆိုတော့မကသိဘူးဒီကြောင်းကျိုးဆက်နေမှုပြိဿသမုပ္ပါသဘောတရားတို့ရဲ့ဖြစ်စဉ်ကိုလည်းရှုခဲ့တယ်ချုပ်စဉ်ကိုလည်းရှုခဲ့တယ်
ဖြစ်စဉ်ချုပ်စဉ်200လုံးကိုပူးတွဲပြီးတော့လဲရှုပွားသုံးသပ်တော်မူခဲ့ပါတယ်အဲဒီလိုရှုပွားသုံးသပ်တော်မူတဲ့အချိန်ခါမှာစေကြဝဠာဂရေတသိမ့်အတွင်းမှာတည်ရှိနေတဲ့သရဝအတ္တိတန္တမှာတည်ရှိနေတဲ့အဝိဇ္ဇာကိုတစုသင်္ခါရကိုတစုဝိညာဉ်ကိုတစုနာယုတ်ကိုတစုစသည်ဖြင့်12ပုံ12စုအစုအပုံပြုပြီးတော့တစုမှာအဝိဇ္ဇာကိုအနိစ္စပြီးတော့ဒုက္ခပြီးအနတ္တအနိစ္စတလက်ဒုက္ခတလက်အနတ္တတလက်လက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဝိပဿနာဘာဝနာကမ္မထံစီးပြန်တော်မူပါတယ်အလားတူပဲသင်္ခါရဝိညာဏယုတ်သလနာဖတ်တဝေဒနာအစရှိတဲ့ပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်ကိုလည်းအနိစ္စတလက်ဒုက္ခတလက်အနတ္တတလက်လက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဝိပဿနာဘာဝနာကမ္မထံစီးပြန်တော်မူပါတယ်အဲ့ဒီလိုစီးပြန်တော်မူတဲ့လုပ်ငန်းခွင်ကိုမဟာဝဇီရဝိပဿနာဉာဏ်လို့ခေါ်ပါတယ်နော်အဲ့ဒီမဟာဝဇီရဝိပဿနာဉာဏ်ရှုခွက်ကိုရှုပွားသုံးသပ်တော်မူပြီးနောက်ဘုရားအလောင်းတော်ကဘာတွေကိုဆက်ရှုလဲဒီအပိုင်းကိုတပည့်တော်တို့သီလခန္ဓာဝက်ကအထက်ကထာစာမျက်နှာ58မှာဖော်ပြထားပါတယ်နော်နည်းနည်းလေးတပည့်တော်ဖတ်ပြမယ်ပထမယာမေပပွဲနိဝါဒအနုတ္တရိတဝမိဇိမာယာမေဒိဗ္ဗဇဂုံဝိသောတေတဝပိစိတကာလိတပ္ပဗုဒ္ဓနာမစိနေပိစယကာရိညာဏဩတာရိတဝပထမဉာဏ်မှာပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဖြင့်ရှေ့ပြအောင်မွေပဲခန္ဓာဒီကိုပြန်ပြီးတော့အမှတ်ရတယ်ကျိုးစားအထုတ်တယ်မိဇိမာယာမတော့ဒိဗ္ဗဇဂုဉာဏ်ကိုတန်ရှင်းအောင်ပြန်ပြီးရှင်းကျအောင်တုတ်တယ်ပိစုဒ္ဓကာလမိုးတရံရောက်တဲ့အချိန်ခါကျတော့တပ္ပဗုဒ္ဓနာမစိနေဘုရားအဆူဆူသောဘုရားရှင်အလုံးတို့ရဲ့အလေးအကျက်ဖြစ်တော်မူတဲ့ပိစ္ဆာကာရီကြောင်းကျိုးဆွမှုပရိစ္ဆသမုပ္ပါသဘောတရား၌ဉာဏ်ဩတာရိတဝဉာဏ်ကိုဆေလွတ်ပြီးတော့မလုပ်တယ်လေဝိပဿနာဘာဝနာကမ္မထန်တွေကိုစီးပြန်ပါတယ်ဒီလိုစီးပြန်တာကိုမဟာဝဇီရဝိပဿနာဉာဏ်တော်လို့ခေါ်ပါတယ်မဟာဝဇီရဆိုတာကအလွန်ကြီးကျယ်မြင့်မြတ်နေတဲ့ဝရဇိန်မိုးကြိုးဆက်ကဲ့သို့ထက်မြက်နေတဲ့ဉာဏ်တော်မြတ်လို့ဆိုလိုပါတယ်အဲ့ဒီမဟာဝဇီရဝိပဿနာဉာဏ်တော်မြတ်ဖြင့်ကြောင်းကျိုးဆက်နေမှုပရိစ္ဆသမုပ္ပါအင်္ဂါရက်ဒီကိုပွားများပြီးတဲ့အခါဘာလို့တလဲဒါလေးတပည့်တော်ပြောချင်နေတာနော်အာနာပါနာသရုပ်တိဇာနာနိဗ္ဗတိတဝဒရေဝပါဒကံကတ္တဝဝိပဿနာဝိတေဥတ္တဝမေဃပฏิပါတိယအဓိကတအဓိကတေနသရုဋ္ဌမေကိနသဗ္ဗကိလေသေခေပိတဝသဗ္ဗဗုဒ္ဓဂုဏေပတိဝိစီဣဓမ္မတပညာကိစ္စံဆိုပြီးတော့ဖွင့်ထားတယ်ဒီဖွင့်ကတော့သီလခန္ဓာဝက်ကအထက်ကထာစာမျက်နှာ58မှာဖွင့်ထားတယ်ဘာပြောတာလဲအာနာပါနသရုဋ္ဌဇာနာနိဗ္ဗတိတဝအာနာပါနသရုဋ္ဌဇံကိုဖြစ်စေတယ်ပြန်ပြီးဝင်စားတယ်ဝင်စားပြီးတဲ့အခါဒရေဝပါဒကံကတ္တဝဒီအာနာပါနသရုဋ္ဌဇံကိုပဲဝိပဿနာရဲ့အခြေပါရကဇံအဖြစ်တမာတိကိုထူထောင်လိုက်တယ်ထူထောင်ပြီးတော့ဝိပဿနာဝတ္တတဝဝိပဿနာတွေကိုတိုးအောင်ပွားအောင်များအောင်လုပ်တယ်ဝိပဿနာဉာဏ်စဉ်အတိုင်းစနစ်တကျရှုပွားသုံးသပ်တယ်အဲ့ဒီလိုသုံးသပ်လိုက်တဲ့အခါကျတော့မေဃပฏิပါတိယသောတာပတိမေတဂဒဂာမိမေအနာဂာမိမေအရဟတမေဆိုတဲ့မေအစဉ်အတိုင်းနော်မေအစဉ်အပြင်အဓိကဒေနသရုဋ္ဌမေခေနအရဟတမေဆိုတဲ့သရုဋ္ဌမေကိုဆက်ရောက်သွားတဲ့အခါဒီသရုဋ္ဌမေကဘာလုပ်လိုက်တယ်လဲသဗ္ဗကိလေသေခေပိတဝါကိလေသာအလုံးကိုကုန်ခန်းအောင်ရွတ်ဆောင်ပေးလိုက်တယ်ပယ်တတ်လိုက်တယ်အဲ့ဒီလိုပယ်တတ်လိုက်တဲ့အခါကျတော့မှသဗ္ဗဗုဒ္ဓဂုဏေပฏิဝိစီဘုရားရှင်ရဲ့ဂုဏ်တော်အလုံးကိုပါထိုးထွင်းပြီးသိတယ်သဗ္ဗညုတ္တဉာဏ်တော်မြတ်ကြီးကိုပါပူးတွဲပြီးရရှိတော်မူတယ်လို့ဆိုလိုပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးတော့တပည့်တို့မိဇိမနိကေဥပ္ပကိလေသသုတ်တံဆိုတဲ့သုတ်တံတစ်ခုရှိပါတယ်ဥပရိပါဏာတပါဠိတော်မှာလာရှိပါတယ်နော်ထိုဥပရိပါဏာတပါဠိတော်မှာလာရှိတဲ့ဥပရိပါဏာတပါဠိတော်စာမျက်နှာ201မှာဘယ်လိုဖော်ပြထားလဲလို့မေးတော့
တတ္တမရှံအနုရုဒ္ဓဣဒဒောဟောတိရှင်အနုရုဒ္ဓနဲ့အရှင်ကိမိလအရှင်နန္တိယဒီသုံးဘက်ကိုဘုရားရှင်ကဟောနေတယ်ဘယ်လိုလဲယေခောမိစိတ်တတဥပကိလေသာတေမေပိဟိနာငါဘုရားရှင်ရဲ့ဘုရားတဏိဘုရားအလောင်းတော်ရဲ့စိတ်တန်တမှာဖြစ်ပေါ်နေတဲ့ဥပကိလေသာအညစ်အကြေးတွေရှိတယ်ဒီကိဥပကိလေသာအညစ်အကြေးတွေကိုငါဘုရားရှင်ပယ်ရှားခဲ့တယ်ဟန္တဒါနဟံတိဝိဒေနသမာဓိဘာဝေမိဟန္တဒါနဟံယခုအခါဟန္တာဒဏိယခုခ၌ဟံငါသည်တိဝိဒေနသုံးမျိုးသောအချင်းအဖြစ်သမာဓိသမာဓိကိုပါဝိမိပေါ်များပြီအံသုံးမျိုးသောအချင်းအဖြစ်ငါဖျားအလောင်းတော်ဟာသမာဓိကိုပေါ်များခဲ့တယ်ဘယ်လိုလဲသောခောအဟံအနုရုဒ္ဓသဝိတကံပိသဝိစာရံသမာဓိဘာဝေတိအဝိတကံပိဝိစာရမတ္တံသမာဓိဘာဝေတိအဝိတကံပိအဝိစာရံသမာဓိဘာဝေတိအနုရုဒ္ဓတို့သောခောအဟံထိုငါဖျားအလောင်းတော်သည်သဝိတကံပိသဝိစာရံသမာဓိဝိတနှင်လီတကဝဝိစာရနှင်လီတကွာဖြစ်သောသမာဓိကိုဘာဝေတိပွားများခဲ့လေပြီအဝိတကံပိဝိစာရမတ္တံသမာဓိဝိတမရှိဝိစာရမြတ်သာရှိသောသမာဓိကိုလီဘာဝေတိပွားများခဲ့လေပြီအဝိတကံပိအဝိစာရသမာဓိဝိတလည်းမရှိဝိစာရလည်းမရှိတဲ့သမာဓိကိုဘာဝေတိပွားများခဲ့လေပြီစသည်ဖြင့်ဒီလိုဖော်ပြထားပါတယ်အဲ့ဒီဖော်ပြချက်နဲ့ပတ်သက်ပြီးတော့အထက်ကရာကရှင်းလင်းတင်ပြထားပါတယ်နော်ဘယ်လိုရှင်းလင်းတင်ပြထားလဲဆိုတော့ဒီဟောကြားတဲ့ဟောကြားကိုဒီဘုရားအလောင်းတော်ဥရဝေလတော်အုပ်အတွင်းမဟာဗောဓိပင်အောက်ဗောဓိမန္တိုင်အတွင်းမှာဘုရားအလောင်းတော်ဘဝအဖြစ်နောက်ဆုံးတပ္ပိညွတ်တဉာဏ်မရခင်မှာပွားများအထောက်ခြင်းကိုဘုရားရှင်ညွှန်ကြားထားပါတယ်ဆိုပြီးဥပကိလေသာသုတ်တံအထက်ကရာမှာဖွင့်ထားတယ်နော်ကဒါပါဏဘဂဝါဣမံတိဝိဒံသမာဓိဘာဝေတိကဒါပဏဘေခဏိကဘဂဝါဘုံတော်6ပါးတခင်ဘုရားရှင်သည်ဣမံတိဝိဒံသမာဓိဤသုံးမျိုးသောသမာဓိကိုဘာဝေတိပွားများခဲ့ပါတနီဒါမေ့ထားတယ်ဥပရိပန္နတအထက်ကထာစာမျက်နှာ149မှာလာရှိပါတယ်နော်မဟာဗောဓိမူလေနိသိဏောပိစိမယာမေမဟာဗောဓိမူလေမဟာဗောဓိဘင်ရဲ့အနိ၌နိသိဏောသရင်သုံးတော်မူလျက်ပိစိမယာမေနောက်ဆုံးမို့သောယာ၌ဘာဝေသိမ့်ပွားများတော်မူခဲ့လေပြီနောက်ဆုံးမို့သောယာအချိန်ခါမှာဘုရားအလောင်းတော်ကပွားများတော်မူခဲ့တယ်ဘဂဝန္တောဟိပထမမေကောပထမေဇာနိကောဟောတိဒုတိယတယောဒုတိယတတိယသရုဒ္ဓဇာနိခာဘဂဝတ္တောဘုံတော်6ပါးသခင်ဘုရားရှင်ပထမမေကောပထမမေဟုခေါ်ဆိုအပ်တဲ့သောတာပတ္တိမေတိပထမဇာနိကိုပထမေဇာနှင့်ရှင်တွဲလျက်ရှိသည့်ဟောတိဖြစ်ခဲ့လေပြီဒုတိယတယောဒုတိယမေတတိယမေသရုဒ္ဓမေတို့ဒီကဒုတိယတတိယသရုဒ္ဓဇာနိခာဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်နှင့်ရှင်တွဲလျက်ဖြစ်ပေါ်ကြကုန်သည့်အဟေသုံးဖြစ်ခဲ့လေပြီဒါတိတိကျကျပါနော်နားရဲလို့ဒီလိုမှတ်နေတာမျိုးဟုတ်လားမဟုတ်ပါဘူးเนาะအရင်ပြောတော့ဒါတော်တော်လေးခင်မှာတတိထားမဲ့အချက်တွေကရှိနေလို့တပိတော့ဒါအသေးစိတ်ကြကြနာပြောနေတာဒီတော့ဘုရားအလောင်းတော်ကခုနကတိလက်ခံအထက်ကရာရဲ့ဖွင့်ဆိုချက်အရာအာနာပါနသရုဒ္ဓဆံကိုအထိပြန်ပြီးသမာဓိထူထောင်တယ်ထူထောင်ပြီးတဲ့အချိန်ကမှဝိပဿနာဉာဏ်တွေကိုအစဉ်တိုင်းအကောက်အောင်ပြန်အထုတ်တယ်သမ္မာသရညာဥရိယပြညာပင်ကညာဘယညာအာတိတဝညာနိဗ္ဗိန္ဒညာမောစိတိကမြတညာပရိသင်္ခာညာသင်္ခါရုပ္ပကညာစသည်ဖြင့်ဒီဉာဏ်တွေကိုအစဉ်တိုင်းအထုတ်ခေါ်တာပါဟိုခုံဒီခုံနဲ့ပေါ်ရာတွေကိုမှတ်ခြင်းလို့မှတ်နေတာမျိုးမဟုတ်ပါဘူးသူကခေတ်ကပေါ်ရာကိုမှတ်နေတာကိုဝိပဿနာလို့ပြောတယ်ဇာပေကတော့ပေါ်ရာမှတ်တာကိုဝိပဿနာလို့မပြောဘူးဘာကိုသာဝိပဿနာလို့ပြောလဲလို့မေးတော့ဒီသစ္စာလေးပါးထဲမှာဒုက္ခသစ္စာနဲ့သမုဒယသစ္စာကဝဋ္ဌသစ္စာလို့ခေါ်ပါတယ်ဝဋ္ဌသစ္စာဆိုတာက